ကျွန်တော် medal စိန်ကြောင်းနဲ့ပြန်သွားကြမယ်ပေါ့နော် medal စင်းမှာဒီဆိုတာပြောခဲ့တဲ့ဒီ2010ပေါ့2000ခုနှစ်ပေါ့နော်ကာလတွေရဲ့ medal စိန်နဲ့အခု medal စိန်နဲ့ဘာတွေပြောင်းလဲသွားရလဲပေါ့နော်ပြီးတော့ဘယ်လိုတွေတိုးတက်လာတယ်လို့မြင်လားဆုပ်ယုပ်သွားတယ်လို့မြင်လားပြီးတော့ကျွန်တော်တို့ကရောအဲ့ဒီတည်းမှာရှင်သန်နေရတဲ့အချိန်မှာဘာဆက်လုပ်တင်လဲပေါ့အရန်ကောင်းတဲ့မိကုံးပဲမိကုံးတက်လိုက်တာလွယ်ပါဘူးကွာငါတို့ကမှတော့ကြိုက်လို့သာလုပ်နေတာတကယ်တော့မလွယ်ဘူးဆိုတာအဓိကကဘန်နေရေရှည်ရက်တည်ဖို့ဆိုတာသူကကိစ္စတွေကအများကြီးလိုအပ်တယ်နံပါတ်1ခုနပြောလို့ပတ်ဆက်လဲလိုတယ်နံပါတ်2ကဘန်မန်ပါတွေတယောက်ချင်းစီရဲ့ skill လို့ပြောတဲ့နေရာမှာတီးတဲ့ဟာမဟုတ်သေးဘူးเนาะ personality က80 skill က30ပဲတကယ်တော့အဲ့ skill နည်းနည်းပဲရှိလို့လေပြဿနာမရှိဘူးဘန်နာတွေအချင်းချင်းပြန် share ပြီးတော့အဲ့ဒီဟာကိုထမ်းလို့ရတယ်တဘော base အားနဲ့နေဂီတာသမားပူထွက်မယ်ဂီတာအားနဲ့နေ base မှာပူထွက်မယ်ဒါမှမဟုတ် drum ပူထွက်စသဖြင့်ကွာသူကအဲ့လိုမျိုးပြန်ထမ်းလို့ရတယ် skill ဘန်ပြဿနာမရှိဘူးအဲ့ personality တွေကပိုရေးကြည့်တယ်အော်ဘန်တွေကခိုင်မြဲဖို့လိုပြီးတော့အဲ့လိုမျိုးရှေ့ဆက်သွားနိုင်မှုဆိုတာအဲ့ဒီဟာတွေကလည်းလိုတယ်နောက်ပြီးတော့လို့ရှိရင်ခုနကပြောလို့တချင်းတွေရဲ့ဒီရည်ရွယ်ချက်တွေဥတီချက်တွေအဲ့ကောင်တွေကလည်းအရေးကြီးတယ်အဲ့ဒါပြီးတော့လို့ရှိရင်အရေးကြီးဆုံးကဘာလဲဆိုတော့ audience ပဲငါတို့ဒီ audience တွေကိုငါတို့ဒီ community တစ်ခုကိုဘယ်လိုမျိုးရေးရှိအကြာကြီးထိမ့်သိမ့်လဲဆိုရင်ဒီလေငါတို့စဉ်းစားဖို့လိုလာပြီအဲ့လိုမျိုးတော့ငါတို့ထည့်တယ်ဘာဖြစ်လို့ဆိုတော့တည်ရတဲ့ပဲကွာခုနကပြောလို့ပဲဟိုဒါရိုးရှင်းတချင်းတော့မှာပဲ base အတန်ဆိုရင်ဟိုလူတွေကဟိုဟာဖြစ်နေရကွာ education level ဆိုတာတစ်ခုရှိသေးတယ်ငါတို့မဲတယ်ဆိုရင်တချင်းကိုစာပြီးဖွင့်လိုက်တာဆိုပြီးကြားနေတော့စဉ်းစားရတဲ့လူက2မျိုးရှိတယ်တစ်မျိုးကကြောဟာလီပဲနားကြီးလိုက်တာကွာဆိုတာတစ်မျိုးနောက်တစ်မျိုးကကြတော့ဟာအဲ့လိုမြန်နေတာ drama လူရောဟုတ်ရဲ့လားဆိုတာတစ်မျိုး2မျိုးရှိတယ်drama ဟုတ်ရဲ့လားဆိုတဲ့လူတွေကနည်းနည်းလေးပူပြီးတော့သူက analyze လုပ်တဲ့စကေးရှိတယ်ခေါင်းထဲမှာသူတို့ကနည်းနည်းလေးပူပြီးတော့စိတ်ဝင်စားတယ်ဒါပေမဲ့ခုနကပြောလို့ဟာနားကြီးလိုက်တာကွာဆိုတဲ့လူကပူများတယ်ပူရတဲ့အတွက်ကြောင့်မလို့ငါတို့က DI ကိုဘယ်လိုမျိုးရေးချင်မှာဆွဲခေါ်မလဲဆိုတဲ့နီးလဲတွေတော့စဉ်းစားလို့ရတယ်အဲ့ဒီခါမှာလည်းဒီ band တွေရှိမဲ့ player ရှိမဲ့သူတို့တွေအကုန်လုံးကလည်းဘယ်လိုပြောမလဲလူတွေကိုလည်းဆွဲခေါ်ရမယ်ကိုယ်ချင်းချင်းကိုလည်းအဓိကပြောချင်တာကွာလေးစားမှုတို့ဒီဟိုနားလည်မှုတို့လည်းတိဆောက်ဖို့လိုတယ်လို့ကထည့်တယ်အဲ့ဒါကိုချင်းချင်းလည်းတိဆောက်ရမယ်ဘန်နေတပန်နဲ့တပန်ကြားမှာလည်းတိဆောက်ရမယ်ပရိသတ်တွေနဲ့ဘန်နေကြားမှာလည်းတိဆောက်ရမယ်အဲ့လိုရှိမှသာငါတို့ကတိုးတက်လာပါမဟုတ်လို့ရှိရင်တော့ဒါထည့်တယ်ဒီတိုင်းပဲကိုကြိုက်ကိုတီးကိုကောင်းကိုနားထောင်အဲ့လိုပဲဖြစ်နေပါပဲဒါတော့ကိုပဲပြီးသွားအဲ့လိုပဲဖြစ်နေပါပဲအဲ့တော့ဟိုတခါလေးကြောက်လဲဟိုအတွေးတွေက2မျိုးရှိမှာပေါ့လေတချို့ကြောက်လဲပရိသတ်ကြိုက်အောင်သွားမယ်ဆိုရဲလူလည်းရှိကောင်းရှိနိုင်တယ်လို့ငါတို့ကိုကြိုက်တာပဲကိုလုံးမယ်ဆိုရဲလူကလည်းရှိတယ်နှစ်ယောက်လုံးမှန်တယ်ပြောချင်တာဘယ်သူမှမမှားနေဘူးအဲ့ဒါရန်ဖြစ်စရာလည်းမလိုဘူးတကယ်တော့မှားမနေဘူးဒါပေမဲ့အဲ့ဒီနှစ်ခုကြားထဲမှာငါတို့ကအဆင်ပြေမဲ့နီလန်းဘာရှိမလဲဆိုတော့စဉ်းစားပြီးသွားရမယ်လို့တော့ထင်တယ်တော်တော်ပြည့်စုံပါပြီဟိုအရင်ကနဲ့အခုနဲ့ဟိုဘာကွာဝါလဲဆိုတာအရင်ခေတ်ကိုခဏပြန်သွားမယ်ဆိုအရင်ခေတ်ကတခုမိုက်တာကအရင်ခေတ်မှာတီးတဲ့လူတော်တော်များများ music education တော်တော်မြင်တယ်သူတို့ရဲ့ skill တွေတော်တော်မြင်ကောင်းကြတယ်များတယ်ပြီးတော့အခုကပြီးတော့ player လေးနည်းလာတယ်ဆိုတော့ပြီးဒါပေမဲ့အရင်ခေတ်မှာကဘာလဲဆိုတော့အစားလောက်ကစားဆိုတော့ community တစ်ခုမှာဆိုတော့တယောက်နဲ့တယောက်ပြိုင်ဆိုင်လိုစိတ်တွေမနာလိုတာတွေဟိုတယောက်နဲ့အဓိကတော့ငါပုံကောင်းနေပဲအဲ့လိုနဲ့ဟိုတချို့ဆိုမလို့တင်တဲ့အမှားကျွန်တော်ကြုံမှုပါတယ်တချို့ဖြိုးဝဲမှာဆို drama နောက်က drama တီးလို့မရအောင်ကျွန်တော် drum နေပြီးတော့ key ဖြုတ်ခဲ့တဲ့ကိစ္စမျိုးတွေတို့ဟိုရန်ရှိခဲ့တယ်ပြီးတော့စီယောင်းက audience ဆိုလဲရန်နေအစကုန်ဖြစ်တာပွဲမှာပြက်တဲ့အထိဖြစ်တာအရင်ခေတ်ကအဲ့လိုမျိုးတွေဟို set တွေဆိုလဲတခြားရစတဲ့ကြုံတာဝူးပဲကြားရတယ်တဝဲလုံးပြီးအောင်ဒါအရင်ခေတ်ကပုံစံနေဒါပေမဲ့အခုကျတော့အဲ့လိုတွေကဟိုဒီဘက်လူငယ်တွေကအဲ့ဒီအကုန်လုံးကအမှားတွေကိုပြန်ပြင်သွားတယ်ကျွန်တော် show ဘက်မှာရန်လုံးဝမဖြစ်တော့ဘူးပြီးတော့တယောက်နဲ့တပန်နဲ့ respect ရှိတယ်အကုန် easy ပဲအဲ့တော့ player ဘိုင်းမှာတော့တိုးတက်မှုတွေရှိလာတယ်ဟ
ဟိုနံပါတ်1အရေးကြီးဆုံးက respect ပဲဘန်ထဲမှာလည်းတယောက်နဲ့တယောက်ကအဓိကလိုအပ်ချက်ကလည်း respect ပဲ respect မရှိရင်အဲ့ဘန်တော်တော်အဆင်မပြေကြဘူး ကိုဘန်ထဲမှာတော့အဲ့ဒီဟာကိုမတီးဆောက်နိုင်ရင်တော့တခြားဘန်နေနဲ့ဆိုအလုပ်တွဲလုပ်ဖို့ကပိုဆိုးသွားပြီအဲ့တော့ကိုဘန်ထဲမှာကိုအရင်တီးဆောက်ဖို့လိုတယ်အဲ့ဒါလည်း